ကိုတပည့်တွေတဲ့ကိုထုံးပေါက်လောက်တဲ့လူရှိရင်ချုပ်မထားနဲ့နော်အဲ့ဒီလူကပွင့်ထွက်သွားရင်ကိုရန်သူပြန်ဖြစ်သွားမယ်အဲ့တော့ကိုတခါတည်းဖွင့်ပွဲလုပ်ပေးနောက်ကနေကူညီပံ့ပိုးပေးအခုတော့အနည်းဆုံးတော့ကိုယ့်စီတော့ရွှေပြန်လာဝယ်အောင်ပါပဲလေအဲ့တော့ကြီးနေမဲ့ကိုယ့်တဲ့ကြီးလောက်မဲ့ပုံကိုရှိရင်ကြီးပါစေဒါမှမဟုတ်ဆရာကြီးဦးအောင်တင်တို့ဆရာတွေကပြောပါတယ်ဆရာဆိုတာတဲ့ဆရာကောင်းဆရာမြတ်ဆိုတာမင်းတဲ့တော်တဲ့တပည့်မွေးထုတ်နိုင်မှာအဲ့ဒါဆရာကောင်းတချို့ကကိုတပည့်ကိုနဲ့ရှင်းလာရင်ကိုပြဿနာတက်နေအဲ့တော့ဘာပဲပြောပြောကိုတဲ့အခုဦးအောင်တို့ပြောတဲ့အမြဲတမ်းဝိဇ္ဇိန်ကိုခမောင်ကြီးရွှေဆိုင်ကိုနဲ့အပြိုင်ဆိုင်မဲလေဒါပေမဲ့ကိုလေးစားတဲ့အချက်တွေအများကြီးပဲနှစ်ပေါင်း60ကျော်80ရွှေဆိုင်ကြီးရက်တည်ထားတယ်မတ်တည်ထားတယ်ခနေ့ချင်းဒီရွှေကောင်းတယ်ဦးအောင်တို့ရွှေတော့ရွှေသွားသွင်းတယ်သူတို့စီမှာသွင်းရတယ်ဒါတွေဟာနမူနာယူရမယ်ကိုတဲ့ကောင်းတဲ့လူချီးကျူးရမယ်ကိုတဲ့ခုနကကိုမိုးကျော်စီကကိုအောင်ဘာပညာရလဲနောင်ကြီးဆိုတဲ့စကားလုံးရဲ့ကိုညီတွေပြစ်မထားနဲ့ကိုကအဲ့ဒါပြန်သုံးတယ်အထို့လူတို့ဒါဦးအောင်ကဟောက်တယ်ချခြင်းဖြစ်ပါ